အားလုံးပဲမင်္ဂလာပါ YK Cooking Vlog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြက်ပေါင်ကြော်ချက်လေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရေစေးတန်းတင်ထားတဲ့ကြက်ပေါင်လေးတွေကိုအရသာနေတဲ့အခါမှာအသားတဲ့အရသာလေးစိတ်ဝင်သွားအောင်ဓာတ်လေးနဲ့မှုန်းပေးပါမယ်ကြက်ပေါင်လေးတွေလည်းဒါနဲ့မွန်နာဆင်းနေဖြစ်ပြီးဆိုတော့အရသာစားနေပါမယ်။စနစ်မုတ်အနေငယ်ထည့်ပါမယ်။ချက်သားမုတ်အနေငယ်ထည့်ပါမယ်။စားလက်ဖက်ရည်စွန်းတစ်စုံ။ချိုမို့လက်ဖက်ရည်စွန်းတစ်ဝက်။မဆလာအနေငယ်ထည့်ပြီးအသားရဲ့ရတာလေးဆင်းဝင်သွားအောင်တေချာလေးနေပြီးတော့ရေကတစ်ထားရေခန်းထဲမှာ15မိနစ်20လောက်နှက်ထားပေးပါမယ်။အသားလေးရတာနဲ့ထားတော့စီတက်ပိုးစားပြင်ဆင်ပါမယ်။ချွတ်သွန်ပြူလုံးကြီး3လုံးသုံးထားပါတယ်။ချွတ်သွန်ပြူလေးတွေကိုလေးစိတ်စိတ်ပါမယ်။စီတက်ပိုးအတွက်အနစ်စားထောင်းပါမယ်။ခုနကတီးထားတဲ့ချွတ်သွန်ဒီလေးတွေကိုရုပ်စုံနဲ့ထည့်ပါမယ်။ချွတ်သွန်ပြူတစ်လုံးလောက်နွားထားတာလေးထည့်ပါမယ်။ချင်းအနှင်းငယ်ထည့်ပါမယ်။အဆက်ရတာအတွက်ငရုတ်တီခွဲချမ်းမိုးလေးတစ်စုံလောက်ထည့်ပါမယ်။ရောင်လေးလှသွားအောင်ရောင်တင်မုံလေးကိုလည်းထမင်းစားစုံတစ်စုံလောက်ထည့်ပါမယ်။အားလုံးကိုကျင်းညက်သွားသည်တီထောင်းပေးပါမယ်။ကိုကဟင်းနေမြမြလေးနဲ့စားရတာချိန်နေတဲ့ဆိုရင်တော့ချစ်သွန်နီနဲ့ချစ်သွန်ပြူကိုပို့ပြီးထည့်ပေးပါ။အခုလိုအနေထားလေးဆိုရင်တော့ရပါပြီ။သားလေးလည်းနှက်ထားတာအစင်းလေးဖြစ်ပြီဆိုတော့စားကြောပါမယ်။ချက်သားကြော်ဖို့အတွက်အိုးလေးကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်ခုနကအရသာနေပြီးနှက်ထားတဲ့ချက်ပေါင်းလေးတွေကိုထည့်ပါမယ်ချက်ပေါင်းလေးတွေကိုကြော်တဲ့နေရာမှာမီးရင်ပြင်းစရာမလိုပါဘူးမီးခက်အေးလေးနဲ့ပဲစိတ်ရှိရှိလေးကြော်ပေးရပါမယ်ကြော်ထားတာလည်း4မိနစ်လောက်ရှိသွားပြီဆိုတော့ချက်ပေါင်းလေးတွေကိုတစ်ဖက်ကိုလှန်ပေးပါမယ်ချက်ပေါင်လေးတွေညီညွတ်အောင်တန်းပြီးတော့ကျွတ်လာတဲ့အထိကိုကြော်ပေးရပါမယ်။အခုလိုကြော်ထားတဲ့ချက်ပေါင်လေးတွေကညီညွတ်အောင်တန်းပြီးကျွတ်လာပြီဆိုရင်တော့ချက်ပေါင်လေးတွေကိုဆယ်ပြီးတော့ခဏဖယ်ထားပါမယ်။ချက်ပေါင်လေးလည်းအစင်းသင့်ဖြစ်ပြီဆိုတော့ဟင်းစားချက်ပါမယ်။စနစ်မုံနဲ့ငယ်ထည့်ပါမယ်။ထည့်ထားတဲ့စီလေးနည်းငယ်ပူလာပြီဆိုရင်ခုနကထောင်းထားတဲ့စီတက်အနစ်လေးထည့်ပါမယ်။အနစ်ထဲကချက်သွန်ပြူနဲ့ချက်သွန်နီးလေးတွေအနံလေးမှုလာပြီးနည်းငယ်ခြောက်လာတဲ့အထိကိုစီတက်ပေးရပါမယ်။စီတက်ထားတဲ့အနံလေးလည်းမှုလာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ချက်ပေါင်လေးတွေကိုထည့်ပါမယ်။ချက်ပေါင်ကြော်လေးတွေကိုဟင်းနဲ့တသားနဲ့ကျသွားအထိမှုပေးရပါမယ်။ပြီးရင်ရေထည့်ပါမယ်ရေကိုချက်ပေါင်လေးမြုပ်သွားတဲ့အထိထည့်ပါမယ်အရသာအတွက်ချက်သားမုတ်ထမင်းစားစုံတစ်ဝက်စားအနေငယ်ငမြရည်အနေငယ်တို့ကိုထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားပါမယ်ချီလေးအနေငယ်ခံလာပြီဆိုရင်ချက်သားတဲ့အရသာလေးစိတ်ဝင်နိုင်ညီတော့အောင်တစ်ဖက်ကိုလှန်ပေးရပါမယ်ပြီးရင်အနံလေးနည်းနည်းမှုရအောင်မဆလာလေးအနေငယ်ထည့်ထည့်ပြီးတော့အဖုံးအုပ်ပြီးထည့်ထည့်ထားပါမယ်အခုလိုထည့်ထားတဲ့ရေလေးလည်းခံပြီးတော့စီလေးအနေငယ်ပြန်လာပြီဆိုရင်တော့မီးပိတ်ထားလို့ရပါပြီလို့ဆိုရင်တော့မဆလာနဲ့တင်းတင်းလေးနဲ့အရသာရှိပြီးစားကောင်းနေမယ်ချက်ပေါင်ကြော်ချက်ဟင်းလေးတစ်ခွက်ကတော့အစင်းလေးဖြစ်သွားပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီလိုလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နီဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ YK Cooking Vlog Channel လေးကို Like and Subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်။